တန်ဒါရီထက်ကနဂါးဒီအေယာမလူသားဒီပင်လေတတဝါကြီးဒီတကယ်ပဲရှိခဲ့ဘူးလားသိပ္ပံပညာကဘာပြောလဲဒီလို့ခွက်ချက်ဒီနောက်ွက်ကအမှန်တရားကိုဖော်ထုတ်ထုတ်ကျွန်တော်တို့ဒီစိန်ခေါ်မှုကိုစတင်လိုက်ပါပြီစိတ်လှချားကိုအစင်ပစ်ပြီလားပထမဆုံးအနေနဲ့နဂါးရီကြောင့်စပြောကြရအောင်တရုတ်ပြည်ကနေဥရောပအထိကဘာအနှံ့အပြားကယဉ်ကျေးမှုတိုင်းမှာနဂါးပုံပြင်တွေရှိကြတယ်ဒီလိုနေရာစုံမှာပုံပြင်တွေပေါ်လာရတာဘာကြောင့်လဲအဖြေတစ်ခုကတော့ကြောက်ဖြစ်ရုပ်ကျွင်းနေပါပဲရှေးကလူတွေဟာကြီးမားတဲ့အယိုးကြီးတွေအန်သွားကြီးတွေကိုမြေကြီးထဲကနေတူးဖော်မိတဲ့အခါစိတ်ကူးရင်ဆန်တဲ့တွေးခေါ်မှုတွေစတင်ခဲ့ကြတာဖြစ်နိုင်တယ်ဥပမာအနေနဲ့ကဘာဖောကအကြီးဆုံးအိမ်မြောင်ဖြစ်တဲ့ကိုမိုဒိုနဂါးကိုကြည်ပါအလွန်ကြီးမားပြီးအစိတ်ရှိတဲ့သွားတွေနဲ့ရက်ဆက်တဲ့အသွင်ပြင်ကြောက်နဂါးပုံပြင်တွေအတွက်စိတ်ကူးစိတ်တန်းတွေပေးခဲ့ပုံရပါတယ်ဒါမှမဟုတ်ရှေးခေတ်ကလူတွေကဒိုင်နိုဆောတွေရဲ့ကြီးမားတဲ့ရိုးတွေကိုတွေးခဲ့ကြတယ်ဆိုတာဘလို့လဲသူတို့ဟာဒီရိုးတွေကိုမမြင်ဘူးတဲ့အေယာမတွားတတဝါကြီးတွေလို့မှတ်ယူခဲ့ကြမှာသိကြပါတယ်တန်တာရီထဲကနဂါးတွေဟာမီးမှုန်နိုင်တယ်လို့ဆိုကြတယ်ဒီချက်ကပဲကားလာတာလေမီးတောင်ပေါက်ကွဲတာတွေတဘာဝတန်းခွေတွေမြေကြီးအောက်ကနေထွက်လာပြီးလောင်ကျွမ်းတာတွေကိုတွေးဖူးတာကြောင့်ဖြစ်နိုင်ပါတယ်ရှီဟောင်းတရုတ်ယဉ်ကျေးမှုမှာနဂါးတွေဟာကောင်းကင်နဲ့ရေနဲ့ဆက်ဆက်နေတဲ့နဖျားတွေလိုပဲသူတို့ဟာစွမ်းအားနဲ့ကံကောင်းခြင်းရဲ့တင်ကေသားတွေပါအနောက်တိုင်းယဉ်ကျေးမှုမှာတော့နဂါးတွေကကြောက်စရာကောင်းပြီးရွှေတွေကိုစုဆောင်းထားတဲ့မကောင်းဆိုးဝါးတတဝါတွေအဖြစ်တရုတ်ဖော်ကြပါတယ်ဒါကစစ်ကူးရမှုတသက်လားတကယ်တော့နဂါးပုံပင်တွေဟာရှေးခေတ်လူသားတွေရဲ့တဘာဝဘေးအန္တရာယ်တွေမတိတဲ့တရိษံကြီးတွေအပေါ်ကြောက်ရွံ့ခြင်းနဲ့လေးစားမှုကိုပေါင်းဆက်ထားတဲ့ပုံပင်တွေပဲဖြစ်နိုင်ပါတယ်နဂါးရဲ့ကဏ္ဍပင်းပြီဆိုတော့အခုဒန်တာကြီးလာအီယာမလူသားကြီးရဲ့အကြောင်းဆက်ပြောကြရအောင်ဂရိဒန်တာကြီးက Cyclops ကနေတမန်ကျန်းစာက Goliath အထိအီယာမလူသားပုံပြင်တွေအများကြီးပါပဲသိပ္ပံနည်းကျအဖြစ်တစ်ခုကတော့ Gigantism ဆိုတဲ့ယောဂပါပဲလူတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာဟော်မုန်းတွေအလွန်ကျွမ်းထလာတဲ့အခါပုံမှန်ထက်အများကြီးကြီးထွားလာနိုင်ပါတယ်နောက်တစ်ချက်ကတော့ရှေးခေတ်လူသားတွေဟာကြီးမားတဲ့တတဝါကြီးတွေရဲ့အယိုးတွေကိုတွေ့ကြတာပါဥပမာအေယာမဝင်းဘလွေကြီးတွေဒါမှမဟုတ် giant ground sloth လိုမျိုးအယိုးစုကြီးတွေပေါ့ဒီလိုအယိုးတွေကိုတွေ့တဲ့အခါသူတို့ဟာတာတွေဟာပုံမှန်လူသားတွေထက်အများကြီးကြီးတဲ့လူတွေရဲ့အယိုးတွေလို့ထင်မှတ်ခဲ့တာဖြစ်နိုင်ပါတယ်သူတို့ရဲ့တွေးခေါ်မှုဟာဘလောက်မားနိုင်မလဲတမာချန်းစာတဲ့က Nephilim တွေအကြောင်းကြားဘူးလားသူတို့ဟာလူသမီးတွေနဲ့နတ်ဖျားသားတွေပေါင်းဖက်ရာကနေမွေးဖွားလာတဲ့အေယာမလူသားကြီးတွေလို့ဆိုကြပါတယ်ဒါပေမဲ့ဒီပုံပြင်တွေဟာလူတွေရဲ့ပုံမှန်မဟုတ်တဲ့အရက်ရှူတဲ့လူတွေဒါမှမဟုတ်ထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာရှိသူတွေကိုတွေ့မြင်ရာကနေပေါက်ထွားလာခဲ့တာထင်နိုင်ပါတယ်ထို့အပြင်ကြီးမားတော့ကြောက်တုံးကြီးများဖြင့်တီးဆောက်ထားတော့ရှေးဟောင်းအဆောက်အအုံများဥပမာ Stonehenge ကိုကြည့်ပါဒီလိုအဆောက်အအုံတွေကိုဘယ်လိုတီးဆောက်ခဲ့ကြတာလဲလူကြီးတွေတီးဆောက်တာလားဒီလူကြီးမားတဲ့အဆောက်အုံတွေဟာအင်ဂျင်နီယာပညာနဲ့အစုပေါင်းအားထုတ်မှုရဲ့ရလဒ်ပါလူကြီးတွေမလိုပါဘူးဒါပေမဲ့ရှေးလူတွေဟာသူတို့ရဲ့စိတ်ကူးထဲမှာအကူအညီပေးမဲ့အေယာမလူကြီးတွေကိုဖန်တီးခဲ့ကြတယ်ဒါဆိုအေယာမလူသားတွေရဲ့ပုံပြင်တွေဟာကြီးထွားမှုမမှန်မှုတွေကြီးမားတဲ့တရိษံရိုးတွေနဲ့လူသားရဲ့စိတ်ကူးရမှုတို့ပေါင်းစပ်ထားတဲ့ရလဒ်ပဲလို့ပြောလို့ရပါတယ်နောက်ဆုံးအနေနဲ့ပင်လယ်တပ်တော်ကြီးတွေအကြောင်းဆက်ကြည့်ကြရအောင် Kraken, Leviathan, ဒါမှမဟုတ် Loch Ness Monster လို့မျိုးပင်လယ်နဲ့ကြီးတဲ့ကရှုပ်ဝှက်ဆန်းကျက်တဲ့တပ်တော်ကြီးအကြောင်းပုံပြင်တွေဘဲကလာတာလဲအဖြေကတော့တကယ်ပဲရှိခဲ့တဲ့အေယာမရေခူကြီးတွေပါပဲ Giant Squid လို့ခေါ်တဲ့ဒီရေခူကြီးတွေဟာတန်ချိန်များစွာရှိပြီးပေ40အထိရှိနေပါတယ်ရေကူကြီးတွေအပြင် all fish လိုမျိုးရှည်လျားတဲ့ငါးတွေလည်းရှိပါတယ်သူတို့ဟာရေပေါ်တက်လာတဲ့အခါအေယာမပင်လယ်မွေကြီးတွေနဲ့မားယွန်းစွာမြင်တတ်ကြပါတယ်ရှေးခေတ်ကတန်ဖိုးသားတွေဟာပင်လယ်ထဲမှာစမ်းကြဲတဲ့အရာတွေကိုမင်းတွေ့ခဲ့ကြရတယ်ကြီးမားတဲ့ဝေလာငါးတွေပင်လယ်ဖြန်းကြီးတွေဒါမှမဟုတ်ရေပင်မှာပေါ်နေတဲ့တစ်တုံကြီးတွေကိုအမောင်ထဲမှာပင်လယ်တတဝါကြီးတွေလိုမြင်ခဲ့ကြတာဖြစ်နိုင်ပါတယ်ကမ္ဘာသမုဒ္ဒရာတွေရဲ့95%ကျော်ကိုကျွန်တော်တို့မစူးစမ်းရသေးပါဘူးအဲ့ဒီနှဆိုင်တဲ့နေရာတွေမှာကျွန်တော်တို့မသိသေးတဲ့ထူးဆန်းတဲ့တတ္တဝါတွေဘလောက်တောင်ရှိနေအောင်မလဲတိတ်ဆုံးပြီးကမ်းခြေကိုရောက်လာတဲ့ငါးကြီးတွေရေခူကြီးတွေရဲ့အလောင်းတွေဟာပုံမှန်မဟုတ်တဲ့ပုံထမ်းတွေနဲ့အေယာမတတ္တဝါကြီးတွေလို့ထိမှတ်စေပါတယ် Loch Ness Monster လို့ပုံပင်တွေကတော့ပင်လယ်ဖြန်းကြီးတွေရင်ကိုတင်ပေါ်တွေဒါမှမဟုတ်မြင်ကွင်းအလွဲတွေတော့နေစတင်ခဲ့တာဖြစ်နိုင်ပါတယ်ဒါဆိုရင်ပင်လယ်တတ္တဝါကြီးတွေရဲ့ပုံပင်တွေဟာတကယ်ရှိခဲ့တဲ့တတ္တဝါကြီးတွေမမြင်နိုင်သေးတဲ့ရေနဲ့ပိုင်းကတတ္တဝါတွေနဲ့လူသားတွေရဲ့ကြောက်ရွံ့စိတ်တို့ပေါင်းဆက်ထားတာဖြစ်ပါတယ်
ဒီစိန်ခေါ်မှုကနေဘာတွေသိခဲ့ရလဲတနာရီရလုံးဝစိတ်ကူးရင်မှုကြီးမဟုတ်ပါဘူးသူတို့ကကျွန်တော်တို့ပတ်ဝန်းကျင်ကတဘာဝလောကရဲ့လှုပ်ရွှက်ချက်တွေကိုလူသားရဲ့စိတ်ကူးနဲ့ပေါင်းစပ်ထားတာရှေးခေတ်လူသားတွေဟာမတိတဲ့အရာတွေကိုသူတို့မြင်တဲ့အတိုင်းမှတ်ယူပြီးပုံရင်တွေဖန်တီးခဲ့ကြတယ်အဲ့ဒီပုံရင်တွေကဒီနေ့ထိတိုင်းကျွန်တော်တို့ကိုဆွဲဆောင်နေတော့မှာပဲ ကဲဒီတို့ငကားတွေအေယာမလူသားတွေပင်လယ်တတ္တဝါတွေဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးလက်တွေ့ဆန်တဲ့အခြေခံအုတ်မြစ်တွေရှိနေပါတယ်နောက်ထပ်ဘလို့ရှိုးဝချက်တွေကိုဖော်ထုတ်ရမလဲကောမန့်မှာရေးခဲ့ပေးပါဒီဗီဒီယိုကိုကြိုက်ရင် like and subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ထပ်စင်ခေါ်မှုတစ်ခုနဲ့ဖြတ်လာခဲ့မယ်